နှစ်40အတွင်းတပွဲတဲ့10ဂိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့မန်စီးတီးမန်စီးတီးဟာပြီးခဲ့တဲ့နှစ်40အတွင်းတပွဲတဲ့10ဂိုးသွင်းနိုင်တဲ့ပထမဆုံးပရီးမီးယားလိအသင်းဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။မန်စီးတီးဟာ FA ဖလားပြိုင်ပွဲမှာ League 1 ကလပ် Exeter ကို10ဂိုးတဂိုးနဲ့နိုင်ခဲ့တာဖြစ်ပြီးဒါဟာ1986ခုနှစ်နောက်ပိုင်းမှာအင်္ဂလန်အဆင့်မြင့်တန်းကလပ်တစ်ခုအနေနဲ့တပွဲထဲမှာပထမဆုံးအနေနဲ့10ဂိုးသွင်းနိုင်ခဲ့တာပါ။မန်စီးတီးရဲ့သွင်းဂိုး10ဂိုးကိုမတူညီတဲ့ကစားသမား9ယောက်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မန်စီးတီးအတွက်ဒီယာဒီမှာဂိုးအများဆုံးသွင်းယူထားတဲ့ဟာလန်ကတော့ပွဲချိန်ပထမပိုင်းတစ်ပိုင်းလုံးကစားခွင့်ရခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။မန်စီးတီးကိုရောက်တာ2ရက်ပဲရှိသေးတဲ့ကွင်းလယ်ကစားသမားစီမီညိုကလည်းတဂိုးသွင်းခဲ့တဲ့အပြင်တဂိုးဖန်တီးခဲ့တာကြောင့်နီးပြဂွာဒီယိုလာကစီမီညိုရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ချသူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။